ဟုတ်ကဲ့မင်္ဂလာပါမင်္ဂလာပါ MMA မြန်မာနဲ့ကြိုဆိုပါတယ်ကိုကျော်စွာဝင်းဟုတ်အခုဒီနေ့အချိန်ပေးပြီးတော့မှပေါ့နော်အခုလိုပွဲအတွက်လေ့ကျင့်နေတဲ့ဂျားတွေကမအားလက်တဲ့ဂျားတွေအချိန်ပေးပြီးလာပြီးတော့ကျွန်တော်တို့ရဲ့ဒီinterview season မှာလာပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ဟုတ်ဆိုတော့ကျွန်တော်အရင်ဆုံးဒီညီလေးရဲ့ဒီ biography ပေါ့နော်ဒီကိုရေးအကျဉ်းလေးကျွန်တော်အရင်ဆုံးနည်းနည်းလေးမေးချင်တယ်ပေါ့နော်ဆိုတော့ပထမတော့ညီလေးဘယ်မှာမွေးလဲပေါ့ဘယ်ခုနှစ်မှာဘယ်ဒေသမှာမွေးခဲ့လဲပေါ့နော်ညီလေးကဒီမွေးတာတော့ဒီမန္တလေးမှာပဲမွေးတယ်ခင်ဗျမိဘတွေကလည်းမန္တလေးရပဲလေဒီမွေးတဲ့ခုနှစ်တွေကတော့ကျွန်တော်10 လပိုင်းမှာပေါ့2001မှာကျွန်တော်မွေးတယ်ခင်ဗျခုလာမဲ့10 လပိုင်းဆိုရင်အသက်က23ပြည့်ပြီဟုတ်ကဲ့ဆိုတော့ဒီနာမည်ကကြတော့ဒီမွေးနာမည်ကဘယ်လိုခေါ်ပြီးတော့အခုပွဲထိုးတဲ့အခါကျတော့ဘယ်လိုမျိုးနာမည်တုံးပြီးတော့ဘာကြောင့်ဘယ်လိုတုံးဖြစ်လဲပေါ့နော်ဒီနာမည်အဲ့လိုမျိုးလေးရောတစ်ချက်လေးပြောပြပေးနာမည်အရင်ကတော့ကျော်သွားထုံးပေါ့လေကျွန်တော်ကျောင်းတက်ခဲ့တဲ့နာမည်ကကျော်သွားထုံးဒီလက်ဝိတ်ထဲမှာရောက်တဲ့နာမည်ကတော့ကျွန်တော်ကျော်ဆောင်ဝင်းနာမည်နဲ့ထိုးတယ်ဝင်းကြတော့နည်းနည်းပို့ပြီးတော့ဟုတ်ခေါ်လို့ကောင်းတာပေါ့လေကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ပြိသက်ရှင်ထဲမှာလည်းအဓိကဘယ်လိုပြောမလဲခေါ်လို့အဆင်ပြေတယ်ပေါ့နော်ကျော်ဆောင်ဝင်းဆိုလေဟုတ်အဲ့လိုကြောင့်ဟုတ်ကဲ့ဆိုတော့မန္တလေးသားဆိုတော့မိဘနှစ်ပါးကြတော့မန္တလေးရပဲမန္တလေးရပဲဗျာဟုတ်ဟိုညီလေးရဲ့အဖေကလက်ဝှေ့သမားပဲနော်လက်ဝှေ့ထိုးခဲ့တယ်ကျွန်တော်ဟုတ်โอเคပြီးတော့ညီကောင်မောင်နှမရောဘယ်နှစ်ယောက်လောက်ရှိလဲညီကောင်မောင်နှမ3 ယောက်ရှိရခင်ဗျဟိုညီယောက်ျားလေး3 ယောက်ပေါ့လေဟိုညီလေးကတော့အလက်ပေါ့လေအပေါ်မှာ1 ယောက်အောက်မှာ1 ယောက်ဟုတ်ကဲ့ဆိုတော့ညီကိုဒီတခြားညီကို2 ယောက်ကောသူတို့ထိုးတာတွေဘာတွေရှိလားသူတို့တွေရောဘယ်လိုကိုတွေကတော့ငငယ်ကတော့ကိုတို့ကဒီကိုရောညီက2 ပွဲ 3 ပွဲလောက်စီတော့ထိုးဘူးကြရဗျဟိုဘယ်လိုပြောလဲမလို့ဝါသနာအရပေါ့လေနော်အဲ့လိုမျိုးတကယ်အခုလက်တွေ့မှာတော့ကိုတို့ကဒီတခြားအလုံးမှာပဲပို့ပြီးတော့အားဆိုင်တာများတယ်ပေါ့လေဟုတ်ဆိုတော့ဒီညီလေးပထမဆုံးဒီထိုးပြတဲ့ပွဲပေါ့နော်ပထမဆုံးပတ်စံရမရတာဟုတ်ပထမဆုံးထိုးဖြစ်တာဘယ်အရွယ်လောက်မှရှိမလဲကျွန်တော်ညီလေးထိုးတာဟို6 တန်းလောက်မှာဟိုမဟုတ်6 နှစ်သားလောက်မှာထိုးဘူးတယ်အဲ့ဒါ6 နှစ်သားလောက်မှာထိုးဘူးတယ်ဆိုတာ3 တန်းလောက်ပေါ့လေ3 တန်းလောက်မှာ3 တန်းကျောင်းသားဘွားလောက်မှာဟုတ်တယ်ကျွန်တော်ကြောက်ဆယ်မှာထိုးဘူးတယ်ဗျအဲ့ဒါပြီးတော့ဟို6 တန်းမှာပဲပြန်ထိုးလိုက်တယ်ကျွန်တော်3 တန်းပြီးတော့6 တန်းရောက်မှပဲပြန်ကစားဖြစ်တယ်ဟိုအဲ့ချိန်မှာကျတော့ဟိုဘယ်လိုပြောမလဲဆိုတော့အဲ့တစ်ချိန်တော့ဟိုကိုတူရဲအောင်တို့ကိုမင်းနိုင်ထုံးတို့လေတော့မန္တလေးမှာဟိုတော်တော်ကစားနေတဲ့အချိန်မှာကျွန်တော်လည်းကိုကသွားဝါသနာလဲပါတာနဲ့လေ training လဲလုပ်ချင်တာနဲ့မလို့အဲ့မှာရောက်ရင်းနဲ့ခုချိန်ဒီရှိတာဟုတ်ဆိုတော့အဲ့ဒီနှစ်တန်း3 တန်းဒီ6 နှစ်သားမှာစထိုးတော့အဲ့တုန်းကဘလို့အမှတ်တရဘလို့ရှိလဲဟိုအမတ်တရားကတော့ဘယ်လိုပြောမလဲဆိုစင်ကုန်တစ်ခါမှလည်းကိုကမတက်ဘူးလေဟိုထိုးဆိုတဲ့အတိုင်းပဲဟိုထိုးတယ်ပေါ့ထိုးတော့ကြတော့အဲ့တော့မမရတော့ကျွန်တော်ဟိုဘယ်လိုပြောမလဲဆိုတော့ဟိုစင်မော်ရောက်တော့ကြတော့နည်းနည်းကြောက်တယ်လို့မျိုးပြောရမယ်ပေါ့လေနော်ကိုကကလေးလေးဖြစ်လာကိုကြောက်တော့ကျွန်တော်အဲ့လိုမျိုးဖြစ်တော့ကြတော့ဟိုနည်းနည်းဘယ်လိုခုလိုမျိုးကြီးနေလားငါလားလောက်လဲဟိုတတိယမရှိဘူးလေနော်ចောင်းသားငယ်လေးဆိုတော့ဘာမှမသိရတာအဲ့ကျမတော့3 ညီထိုးရတယ်တေကြတယ်ဗျဆိုတော့အဲ့တုန်းကဒီဟိုစုကြီးတွေဘာတွေရောရလိုက်သေးလားစုကြီးကတော့1000ခွဲလောက်ထင်တယ်မမရကျွန်တော်တို့စုကြီး1000ခွဲလောက်ပေါ့ဟုတ်အဲ့လောက်ရတယ်ဗျဆိုတော့အဲ့ဒါနဲ့ပြီးတော့6 တန်းနှစ်လောက်ကြတော့ဘလူးအဲ့ဒါနဲ့ဆက်ပြတ်သွားပြီးတော့6 တန်းနှစ်လောက်ကြတော့ဘလူးဘာကြောင့်ပြန်ပြီးတော့မှထိုးဖြစ်သွားတာလဲဟို6 တန်းနှစ်လောက်ရောက်တော့ဟိုဘယ်လိုပြောမလဲဆိုတော့အဲ့လိုခုနပြောသလိုပဲဟို training ကအားကစားလုပ်ချင်တာလည်းစိတ်ရှိတာအားကစားလုပ်ချင်တဲ့စိတ်ရှိတော့ကျတော့ဟိုပြန်ကစားမယ်ဆိုတော့အခုကလည်းငယ်ရလဲအခြေခံလေးကစားဖို့တော့လေကျွန်တော်နောက်6 တန်းမှာပြန်ကစားမယ်ဆိုတော့ကျွန်တော်ကလပ်ကိုရောက်သွားတော့ကလပ်ရောက်တဲ့အချိန်မှာအဲ့တော့ရှိတာစွမ်းကီဆိုတဲ့ကလပ်ရှိရဗျနော်မန်လေးမှာအဲ့ကလပ်မှာကစားတာဟ
ဟိုက2နှစ်ခွဲ3နှစ်လောက်တော့ရှိအဲ့2နှစ်ခွဲ3နှစ်အတွင်းမှာကျွန်တော်ပွဲကတော့ဒီဘယ်လိုပြောရမလဲဆိုတော့အဲ့ဒီမှာတင်ဟိုကျွန်တော်15ပွဲလောက်တော့ထိုးပြစ်လောက်တယ်ထိုးခဲ့ဘူးလေပေါ့ကျွန်တော်စမ်းကိမှာပဲအဲ့လိုထိုးပြီးရတဲ့ပိုင်းနဲ့နောက်ဒီ3နှစ်ကျော်တဲ့ရောက်တော့လေကိုပိုင်ကလပ်တစ်ခုပြန်လုပ်လိုက်တယ်ပေါ့လေအဲ့ကျွန်တော် United ကလပ်ကိုပြန်ပြီးတော့ကိုပိုင်ကလပ်ပြန်လုပ်လိုက်တယ် ဆိုတော့ဒီလက်ဦးဆရာကဘာတူလို့ပြောလို့ရတယ် ဟိုလေရင်းစရာမူရင်းစရာတော့အဖေကိုပြောအောင်မလို့အဖေကပဲလီလက်ဝိတ်တွေကိုခေါ်လာတယ်ဆိုတော့လေနောက်တစ်ခုကပြီးတော့အခုတော့စုံဝိုင်ပေါ့လေဆရာအောင်ထွန်းကျွန်တော်ဆရာအောင် အခုတော့ဆရာအောင်ထွန်းနဲ့လက်ရှိဟို ဆရာအောင်ထွန်းကတော့မရှိတော့ဘူးလေနော်ဟိုကအဖေနဲ့ပဲဖြစ်တယ်ဟုတ်ဆိုအခုလက်ရှိပွဲအတွက်ပြင်နေတာဟို training လုပ်လေ့ကျင့်နေတာကြတော့လေအဖေနဲ့ပဲအဖေနဲ့လုပ်တယ်နောက်တစ်ခုကိုညီလေးကိုအဓိကဟိုပတ်တွေဘိုင်းမှာဟိုကင်ပေးရတော့ကိုမြန်နန်းတော့ဗောလေအရင်တော့လက်ဝိတ်သမားဟောင်းပဲလေကိုမြန်နန်းတော့နောက်တစ်ခုအချင်းမှာဆိုလေကျွန်တော် trainer အကိုတယောက်ကဟိုကိုကေကြီးတဲ့အကိုတယောက်ကတေချာပြန် train ပေးရပေါ့ညီလေးလိုအပ်တဲ့အပိုင်းတွေဗောလေအားနေတဲ့အပိုင်းတွေကိုတေချာပြန်လုပ်ပေးရဆိုတော့အခုလက်ရှိလေ့ကျင့်နေတဲ့ကစားနေတဲ့ club ဒီ gym ကြတော့ဘယ် gym ဟိုလက်ရှိကစားနေတဲ့ချင်းအညီလေးကစားနေတဲ့ကလပ်ကတော့ M2K ပေါ့လေ M2K မှာညီလေးကစားနေတယ် M2K ကလပ်ကဟိုညီလေးဒီနေ့ဒီဟိုဟာလောက်ဆိုရင်17လပိုင်းလောက်ဆိုရင်ညီလေး3နှစ်ပြည့်ပြီ M2K မှာကစားတာဟုတ်ကဲ့ဟုတ် M2K နော်ဆို M2K ကမန်းလေးမှာပဲဟုတ် M2K မန်းလေးမှာပဲဗျကျွန်တော်တို့ကလပ်ကတော့မန်းလေးမှာဟိုတခြားဒီဂျင်းတွေရှိတယ်ဘောလုံးကလပ်တွေရှိရပေါ့ကျွန်တော်ကလပ်ကအခုလက်ဝိတ်ကလပ်ကတော့ညီလေးကိုယ်တိုင်ပဲကစားနေပဲso professional အနေနဲ့တကယ်ကြီးစား professional နဲ့စထိုးဖြစ်တာကညီလေးအသက်ပဲရွယ်လောက်ရှိမယ်လို့ပြောလို့ရတယ်အခုအဲ့ဒီအချိန်မှာစထိုးတာ6တန်းမှာပေါ့ကျွန်တော်ကင်ပြည်နယ်မှာ3ကြီးစာချုပ်ပွဲစပြီးထိုးတော့ဟို professional ဆိုတာကတော့ဒီရုပ်ရမှာတော့ဟိုစာချုပ်ပွဲဟိုတတ်မှတ်ထားရထင်တယ်ဗောနော်ကျွန်တော်စာချုပ်ကစားသမားတွေဆိုတော့ကျတော့ဟိုရိုးရှိရယ်စိန်ခေါ်ပွဲရှိတယ်နောက်တစ်ခုစာချုပ်စိန်ခေါ်ပွဲရှိရယ်ဗောလေကျွန်တော်ကင်ပြည်နယ်မှာကျတော့အဲ့ချိန်မှာ3ကြီးစာချုပ်ပွဲကကျွန်တော်ဒီကင်ပြည်နယ်မှာစထိုးခဲ့တယ်ဗောအဲ့နောက်ပိုင်းမှာတော့ကျွန်တော်4ကြီး5ကြီးအဲ့လိုတဖြည်းဖြည်းချင်းနဲ့ဟိုစာချုပ်ပွဲတွေရလာတယ်ပေါ့ဟုတ်ကဲ့ okay so အခုဒီနေ့ထိပေါ့လေဆိုတော့90နဲ့ကျွန်တော်တို့သိရသလောက်ကရှုံပွဲမရှိ90နဲ့2ပွဲလောက်ဟိုထိုးထားတယ်ပေါ့နော်ဟုတ်နည်းတဲ့ record မဟုတ်ဘူးတကယ်ပဲကျွန်တော်တို့လေးစားရတဲ့ record ဖြစ်တယ်ကျွန်တော်တို့လည်းအများကြီးဟိုလေးစားတယ်အားလည်းကြတယ်နော်ပြီးတော့ဟိုကျွန်တော်တို့ဝါသနာရှင်တွေအားလုံးကလည်းညီလေးဆိုရင်အများကြီးမျှော်လင့်တယ်အသက်အရွယ်ပိုင်းဆိုလည်းငယ်သေးတယ်ဒါပေမဲ့ဟို professional ကြတယ်ပေါ့နော်သူစဉ်းစားတွေးခေါ်ပုံထိုးဟိုကစားတဲ့ပုံတွေကဘယ်လိုခေါ်မလဲဟိုကျွန်တော်တို့ဒီမှာအမေရိကန်မှာဆို 5IQ ခေါ်ကြတာပေါ့နော်ကစားတဲ့ဟိုကောင်းတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့မျှော်လင့်ချက်အများကြီးထားကြတယ်ပေါ့လေဆိုတော့ဟုတ်ကဲ့အချိန်ထိကိုဟိုရှုံးပွဲမရှိအောင်ပေါ့နော်ဟိုအမှတ်တရအဖြစ်ဆုံးနဲ့အခက်အခဲဆုံးကြော်လွှားခဲ့ရတာလေးရှိရင်နည်းနည်း share ပေးပါဦးဟုတ်အမတရားတွေကတော့အများကြီးပါပဲကျွန်တော်တို့ငငယ်ကစားထိုးရင်အဓိကတော့ဒီလက်ဝဲရိုးကလက်ဝဲမှာရှုံးပွဲဆိုတာဟိုအတက်နိုင်ဆုံးမရှိလေပိုကောင်းလေပေါ့လေနော်ဒီအခုဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့နိုင်ငံတကာမှာဒီတပွဲရှုံးသွားရင်နောက်တပွဲကထိုးကြီးနဲသွားတာတို့မခေါ်ကျင်တာမျိုးမရှိဘူးလေပြန်ကြိုးစားပိုင်ဝင်ရှိတယ်ဒီရိုးရကစားမှနီးမှကျတော့ဟိုညီလေးတို့ဖြတ်သန်းပုံပေါ့လေနော်ဒီတပွဲရှုံးသွားရင်နောက်တပွဲဆိုရင်ဒီထိုးကြီးလောက်မရတော့ထိုးကြီးကလူရော့သွားဘူးရှုံးတဲ့ထိုးကြီးရော့တယ်နောက်ပြီးတော့ဟိုပွဲစီစဉ်တဲ့လူတွေစိတ်ဝင်စားမှုလည်းနည်းတယ်ပေါ့လေကျွန်တော်အဲ့လိုမျိုးစိတ်ကတော့အဓိကရှိပေမဲ့နောက်တစ်ခုကတော့ဟိုကိုကလေ့ကျင့်နိုင်သေးရတော့မရှုံးဘူးဆိုတော့စိတ်ထားတယ်နောက်ဒီဟိုညီလေးရဲ့ခံယူချက်ပေါ့လေခံစားချက်ကတော့အဲ့လိုရှုံးသွားရင်ကစားသမားဆိုတာမလွယ်တော့ဘူးလေနောက်တစ်ဆင့်ပြန်တက်ဖို့ဆိုတာကိုကဘာဖြစ်လို့ဆိုဟိုရီမန်ချက်ကြီးထားထားရင်ရှုံးဖို့ဆိုတာကတော့ဘယ်လိုပြောရမလဲမရှိသလောက်ကိုဖြစ်နေရမယ်လေအဲ့ဒါမှပဲကိုရီမန်ချက်ကပြည့်မှာဆိုတော့ဟိုအခုနိုင်ငံခြားသားတွေနဲ့ဟိုအထူးသဖြင့်ကျွန်တော်ထိုင်းဘက်က fighter တွေနဲ့ထိုးခဲ့တာတွေပေါ့နော်ဟို Poinseri ရဲ့အကူတို့ဘာလို့နဲ့ထိုးခဲ့တာတွေကျွန်တော်တို့ကြားရတယ်ပေါ့လေသိရတယ်ဆိုတော့
နိုင်ငံခြားသားတွေနဲ့ထိုးခဲ့တာဘယ်နှစ်ပွဲလောက်ရှိပြီးတော့မှဒီမြန်မာပြည်ကစားသမားတွေနဲ့သူတို့ဘယ်လိုကွာခြားပုံလေးတွေဘယ်လိုတွေရှိလဲမသိဘူး နိုင်ငံခြားသားကစားသမားတွေတော့ပြောရရင်တော့ပညာပိုင်းဆိုင်ရာတော်တယ်ဗျတော်တယ်ထဲမှာအကုန်လုံးပါတယ်ညီလေးထိုးဦးတဲ့ထဲမှာပေါ့လေအကုန်လုံးကဒီဘယ်လိုပြောမလဲဆိုတော့နိုင်ငံခြားဒီမွေထိုင်းဘက်ကလာပြီးဆိုကနေကတော့တေးကြတဲ့တခုကတော့နေစနစ်ကောင်းတယ်ညီလေးတို့စီမှာကျတော့နေစနစ်မကောင်းတာကိုမဟုတ်ဘူးပြောတာမဟုတ်ဘူးနော်နေစနစ်ဒီဘိုင်းမှာအများကြီးလိုအပ်တယ်ပေါ့လေပွဲနာနေစားတာတောက်တာနေရာထိုင်တာကစားနောက်တစ်ခုကညီလေးတို့ကမာကုံအသုံးပြုတာများတယ်ရိုးရဒီပညာပိုင်းမှာဆိုရင်နဲတယ်ပေါ့ပရိသတ်တွေတော်တော်များများကလည်းပညာပိုင်းတဲ့မာကုံပို့ပြီးတော့ဦးစားပေးတာများတယ်ကျွန်တော်နယ်ဘက်တွေမှာဆိုရင်လေပညာနဲ့ကစားတဲ့ကစားသမားတဲ့ကျွန်တော်ဒီမမိုက်ကန်ထိုးတဲ့ကစားသမားပို့ပြီးတော့လူစိတ်ဝင်စားမှုများတာပေါ့လေနယ်ဘက်အတွေ့အကြုံပေါ့လေအဲ့လိုနောက်တစ်ခုကအဲ့လိုအတွေ့အကြုံနယ်ဘက်များကြတော့ဒီ international သွားတဲ့ခါဆိုရင်ဘယ်လိုပြောရမလဲဆိုတော့အားနည်းချက်တစ်ခုဖြစ်လာတယ်ဒီမှာလက်သီးဆိုလည်းဘုံနိုင်ထိုးရတဲ့အချိန်မှာကျွန်တော်တို့ဒီထိုင်းနေပိုင်းနဲ့တွေးတဲ့ခါဆိုရင်တို့ကကျွန်တော်ထိုးတဲ့လက်သီးကိုဒီလိုထိုးတဲ့လက်သီးကိုတို့ကစောင့်ပြီးတော့ပြန်လိုက်ကစားတာကန်တာထိုးတာရိုက်တာတွေပါအဲ့လိုအများကြီးပေါ့လေအတွေ့အကြုံတွေကတော့โอเคဟုတ်တယ်သူတို့တွေကကြည့်ပြီးထိုးတဲ့ပုံစံလေ့လာပြီးတော့မှကိုကထိုးလိုက်ပြီးတော့အားနဲ့ချက်သူကရှာပြီးတော့အဲ့ဒါအားနဲ့ချက်ကိုရှာပြီးဟုတ်တယ်ကျွန်တော်ညီလေးတို့မြန်မာတွေခံရရင်အဲ့လိုအကွက်တွေအများဆုံးခံရတယ်ဗျညီလေးတို့မြန်မာတွေကတော့တတိနဲ့ပဲအရင်ခံပြီးတော့ထိုးတာနော်ဒီနိုင်ငံသားတွေထိုးတာကြတော့အဲ့လိုမျိုးဖြစ်ရလို့မရှိဘူးပေါ့လေနိုင်ငံသားကစားသမားတွေမှာထိုက်တာဆိုတော့နဲပါတယ်ကောင်တာပြန်လိုက်တဲ့ကစားသမားများတယ်ဟုတ်ဆိုတော့ဒီထိုးတဲ့အခါမှာပေါ့နော်အဲ့လိုမျိုးလက်တွေ့ထိုးတဲ့အချိန်မှာတစ်ဖက်ကစားသမားအဲ့လိုမျိုးလုပ်ပြီးတော့ကိုယ့်ရဲ့ဒီဟာကွက်တွေကိုပြန်ခွင့်ယူပြီးပြန်ထိုးပြန်ဟွာပြစ်တော့ပြန်လှုပ်လာတဲ့အခါမှာထိုးနေတော့ပွဲကြီးထဲမှာညီလေးဟိုကစားကွက်ပြင်ဆင်တာတို့ပြောင်းလဲတာတို့ဒါမှမဟုတ်တခုခုစိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာပြောင်းလဲပြီးတော့မှပေါ့နော်โอเคဒါဆိုငါ game plan ပြောင်းပြီးတော့ဘယ်လိုအနိုင်ယူရမယ်ဘယ်လိုအဲ့လိုမျိုးလေးတွေရှိခဲ့ရင်ဘယ်လိုပုံစံလေးတွေသွားလဲဆိုတစ်ချက်ပြောပြပါအဲ့လိုပုံစံတော့ညီလေးတို့ကတော့ပွဲကြီးများပြီလေပွဲကြီးများရဆိုပထမတစ်ချီနှစ်ချီဟိုစောင့်ကြည့်ပြီးတော့တန်းတဲ့အချီတွေမှာကိုဘယ်လိုပုံစံနဲ့လုပ်ရင်ဘယ်လိုရနိုင်မလဲဆိုတာကိုပဲအဖြေရှာတာများတယ်အဲ့ဒါကြတော့ပြိုင်မဲ့ကစားသမားပုံပေါ်မူတည်ရပါလေပြိုင်မဲ့ကတားလိုက်နေရလားတားကိုဘယ်လိုပုံစံမျိုးနဲ့လုပ်နေဆိုမှကိုကပို့ပြီးတော့ကစားဝက်ပြန်ပြောင်းရတာပေါ့လေနော်အဲ့လိုမှပဲgame plan ရှိမှာပဲကစားသမားအဆင်ပြေမှာလေနော် game plan မရှိဘဲနဲ့သူတို့များကိုခံမယ်ကိုလုံးသူများအဲ့လိုမျိုးဆိုရင်ရေရှည်မသွားပြဘူးလေနော်ဘယ်ရမစိုးကိုအောက်မှာလေ့ကျင့်ကနေက game plan နဲ့မှာရအောင်ဟုတ်တယ်ဆိုတော့အခုဒီ game plan နဲ့ပြောမှဆိုရင်အခုလာမဲ့Brad Pastore နဲ့ပွဲအတွက်ကောဘယ်လိုတွေပြင်ဆင်ထားတာတွေရှိလဲဒီခုပြင်ဆင်ထားတာပထမတစ်ခုကအပြိုင်ဘက်ကညီလေးတဲ့အရက်အမောင်းခန္ဓာကိုကွာတယ်ပေါ့လေနော်အရင်မောင်းခန္ဓာကိုကွာတယ်ဆိုတော့ပြီးတော့နောက်တစ်ခုကစားနေတာလက်ရှိမှာတိုက်ကားမွေထိုင်းမှာတိုက်ကားမွေထိုင်းကလပ်ဆိုတာလဲကျွန်တော်အမရိုနီကာတို့ဘယ်လိုပြောမလဲဆိုတော့ကစားသမားကောင်းတွေများတယ်တိုက်ကားမွေထိုင်းမှာလေကျွန်တော်ပြီးတော့နေစနစ်ကောင်းတွေတင်ပေးတဲ့နီးပြတွေလည်းများတယ်အဲ့အတွက်ကြောင့်မို့အနေဘယ်လိုပြောမလဲဆိုတော့ထိုးလုံးအရာမောင်းအရာအဝိတ်အရာလို့ညီလေးထက်အများကြီးတာတယ်ပေါ့လေအဲ့အတွက်ကြောင့်မို့ကိုကအရင်ကတည်းကပို့ပြီးပြင်ဆင်တင်တာကိုပို့ပြီးပြင်ဆင်ထားတယ်ပေါ့ဆိုတော့ဒီ weight ပိုင်းကြတော့ညီလေးကခုထိုးမဲ့ပွဲက80ထင်တယ်ဟုတ်တယ်နော်ဆို81 83ထင်တယ်ကျွန်တော်ညီလေးတို့ဒီ weight တန်းသတ်မှတ်ထားတော့2ကီလိုกว่าလို့ရတယ်ဗျဟုတ်ကဲ့ခွန်း1ခွန်း3ဟုတ်ဆိုတော့ weight ပိုင်းကအများကြီး short ရတာတော့ဘာလို့ရှိလားဒါမှမဟုတ်ဒီကိုတန်တောင်းတက်တာရှိတဲ့အနေထားလောက်ပဲရှိလားအခုပွဲတွေကတော့ညီလေးရဲ့ပြည်တွင်းပွဲတွေမှာဆိုရင်တော့ကိုတောင်းတက်ရှိမဲ့ weight တန်းတွေမှာပဲညီလေးလောက်ထားတယ်ပြပထွက်တဲ့အခါဆိုရင်တော့ချမှာပေါ့လေအခုလက်ရှိ weight တန်းဆိုရင်တော့ညီလေးကပြပမှာကစားမယ်ဆိုရင်တော့မှ1ကီလိုကျော်လောက်ပဲချတော့မှာဗျအဲ့အတွက်ကိုညီလေးကပြပအတွက်ကိုပါပို့ပြီးတော့ခုကနေပြင်ဆင်ထားတယ်ဟုတ်ကဲ့ဆိုတော့ဒီပြပအတွက်
ပြင်ဆင်ထားတယ်ဆိုပြောလာတော့ပရိသတ်အားလုံးလည်းကျွန်တော်တို့အားလုံးသိချင်ဆုံးအားလုံးမေးတာလည်းအများဆုံးပေါ့နော်မေးခွန်းဆိုတော့ဒီလေးဒီပြပမှာပေါ့နော်ပြီးတော့1မှာအထူးသဖြင့်ဘယ်တော့လောက်တွေ့ရမလဲဆိုပြီးတော့မှအများကြီးမေးနေကြတယ်တချို့ကြတော့လေဟိုကျွန်တော်တို့တဲကြားရတာအခုပွဲပြီးလို့ရှိရင်1မှာရောက်လာဖို့ရှိတယ်လို့ကြားရတယ် ရှာပါချေဟုတ်တယ်ခင်ဗျာ အဲ့အကြောင်းလေးလည်းပြောပြပေးပါဦး ဟိုညီလေးဝမ်းမာနဲ့အခုကဘယ်လိုဖြစ်လဲဆိုတော့အစာပိုင်းတော့ဝိတ်မရတာပေါ့လေနော်ညီလေးကအစတော့84လောက်ထိဖြစ်တာပေါ့84မှာဆိုဝမ်းမာထိုးရဖို့ကီလိုက81ဟို80ဝန်းကျင်မှာပဲထိုးအောင်ဟိုရမဲ့ကိုချမဲ့ဝိတ်နဲ့ကစားမဲ့ရက်ကကြတော့ရက်20လောက်ပဲရမယ်ဆိုတော့ကျတော့ညီလေးအနေနဲ့က3ကီလို4ကီလိုရက်20လောက်နဲ့မရဘူးအဲ့တော့မရဘူးဆိုတော့အဲ့ဒီချိန်မှာဝမ်းမှာညီလေးကမထိုးချင်ဘူးအခုနောက်တဲ့တစ်ချိန်မှာဘာဖြစ်လဲဆိုတော့ညီလေးကဒီ9လပိုင်း21ရက်နေ့မှာထိုးရမယ်ဟိုဝမ်းမှာ9လပိုင်း29မှာလားမသိဘူးပွဲတစ်ပွဲရှိသေးတယ်ဒါပေမဲ့ညီလေးကဒီမြန်မာနိုင်ငံမှာအခုလောလောဆယ်2ပွဲစာရုပ်ထားတယ်ဟို9လပိုင်းတစ်ပွဲ10လပိုင်းတစ်ပွဲပေါ့ဟိုတကယ်လို့ညီလေးကဝမ်းမှာရက်တိကျတရရင်ဒီ9လပိုင်း21ပွဲကိုဟိုဒီမှာဒီနိုင်ငံမှာဆိုရင်တော့ရက်အပြောင်းလဲလေးလုပ်ဖို့တောင်းဆိုလို့ရတာပေါ့လေညီလေးကဘယ်လိုလုပ်ဆိုတော့2ပွဲထုံးဒီ9လပိုင်း21ပွဲရဲ့ဒီ9လပိုင်း1မှာရှိမဲ့ပွဲကိုရက်ချိန်ပြီးတော့ညီလေး2ပွဲကစားဖို့ဒါပေမဲ့ရက်က21နဲ့29ဆိုတော့ဂျာထဲမှာ9ရက်လောက်ပဲရှာတယ်သွားမှလည်းလာမှလည်းကြတော့ညီလေးကိုလည်းအဲ့လောက်တော့ကြတော့ခွင့်မပြုဘူးပေါ့လေ9ရက်ထင်းနေဆိုတော့အဲ့လိုကြောင့်မို့အဲ့ဒါကြောင့်မို့ဒီပွဲတွေမှာမပါပြအဲ့ဒါကြောင့်မို့ညီလေးကဒီ10လပိုင်းကုန်လောက်ဆိုရင်တော့တရားပေါက်ကတော့ဟိုဒီပြပမှာပဲကစားပြဖို့တော့များမယ်ဟုတ်အဲ့အတွက်ဟိုပြပမှာကစားပြဖို့အတွက်ကိုကဟိုတန်းပြီးတော့ကစားမယ်လို့မဟုတ်သေးဘူးပြင်ဆင်စရာရှိရပြင်ဆင်မယ်အဲ့က training တွေကို join မယ်ပေါ့ပိုင်းပြီးမှကျွန်တော်ဝင်ကစားမယ်ဆိုတော့ဟို time မှာအခြေချပြီးတော့ training လုပ်ပြီးကစားဖို့အစီအစဉ်အဲ့လိုမျိုးရှိလားဟုတ်အဲ့လိုမျိုးအစီအစဉ်မျိုးရှိရဗျဟိုညီလေးကိုလည်းဒီကဟိုညီလေးကလပ်ပိုင်ရှင်လို့ပြောလို့ရတယ်ပေါ့အခုလေးကဟိုတစ်ခါတည်းဟိုဘယ်ကလပ်မို့ကစားခြင်းလဲပေါ့ဟိုညီလေးနဲ့တင်တော်မဲ့ကလပ်ဒီနောက်တစ်ခုညီလေးလိုအပ်ချက်အပိုင်းတွေကိုပြုပြင်ပေးနိုင်မဲ့ကလပ်ပေါ့အဲ့ကလပ်ဒီမှာကစားပြုဖို့အခုတို့ကပဲဆုံးဖြတ်ထားတယ်ဟုတ်โอเคဆိုတော့ဟို time မှာကဟိုညီလေးကစားခြင်းတဲ့ club ကအခုလောလောဆယ်သိရပြီလားဒါမှမဟုတ်နောက်မှာပဲကျွန်တော်တို့စောင့်ပြီးတော့မှအခုဟုတ်တော်တော်ဆယ်ကတော့2ကလပ်ကိုတော့အကိုတို့ကချိတ်ထားပေးတယ်ပထမတစ်ခုကတော့ PK Sunshine ပေါ့လေကျွန်တော် PK Sunshine ကလပ်ကိုချိတ်ထားပေးတယ်နောက်တစ်ခုကဟိုပါပေါ့ဒီ Super Bon ဟုတ်ကဲ့ Super Bon အဲ့ကလပ်မှာဟောဝန်ကြီးလေးကဘယ်လိုပြောရမလဲဆိုတော့ဒီဟိုကကန်တာတွေအားနေတဲ့ဘိုင်းတွေမှာများရဲ့ခါဆိုရင်အဲ့ကလပ်တွေမှာပဲကစားရတာအဆင်ပြေမယ်ပေါ့အဲ့ဒါကြောင့်ဝန်ကြီးလေးကိုအကူက2ကလပ်တော့ဟိုစဉ်းစားပေးထားတယ်ဝန်ကြီးလေးကလပ်ကြိုက်တဲ့ကလပ်ကိုပဲကစားနိုင်တယ်ဟုတ်ကဲ့ so နောက်တစ်ခုကဒီဟိုဝါမှာကစားမယ်ဆိုရင်ပထမဒီမွေထိုင်းမဲကစားဖို့ရှိလားဒါမှမဟုတ်လဲနောက်ပိုင်းဒီ MMA တို့ဘာတို့ရောဟိုပြောင်းပြီးတော့ကစားဖို့အစီအစဉ်တွေရှိလားဟို MMA တော့ညီလေးမကစားပြလောက်ဘူးဗျဘာဖြစ်လို့လဲဆိုတော့ MMA အတွက်ကြတော့ညီလေးတို့ကကြတော့ဟို stand fight တွေများကစားတာပေါ့နော်ငယ်ငယ်လေးကနေကဒီပွဲပေါင်း90ကျော်လောက်တည်းကဒီလိုပဲဟို fighter ကစားနေတာကြတော့ဒီခုမှစပြီးတော့ MMA စုံမယ်ဆိုရင်တော်တော်အဆင်မပြေတော့တော့ဗောလေဒီလိုတင်ရမှာပြန်ပြီးတော့ကစားမှာတွေပါဆိုတော့ weight တွေပြပြီးပြန်လောက်အောင်မှာဆိုကြတော့လေဟိုဒီလိုမွေထိုင်းကြတော့ညီလေးတို့ကဒီရိုးရအခြေခံလေးတွေရှိတော့ကြတော့ဟိုခေါင်းတိုက်တာတစ်ခုပဲမပါတာဆိုတော့ကြတော့ညီလေးတို့ကအဆင်ပြေတယ်နီးစပ်မှုလည်းပို့ပြီးတော့ရှိတာပေါ့နော်ရှိတာပေါ့နီးစပ်မှုရှိတာပေါ့ဟုတ်ဗျာဒီလေဆိုတော့ဒီမွေထိုင်းမဲကစားမယ်ဆိုဒါမွေထိုင်းမဲကစားမယ်ဆိုရင်တော့မှဟိုပြောလို့သာလွယ်တာတကယ်လက်တွေ့ကြတော့လေကျွန်တော်တို့ခတ်ပါတယ်ဟုတ်တယ်ညီလေးတို့ကျွန်တော်တို့နီးစနစ်ပိုင်းရောတက်လုံပိုင်းတွေရောဒီဟုတ်တယ်တကယ်ရှင်ဖို့ကထိပ်ပိုင်းမွေထိုင်းထိပ်ပိုင်းနေဆိုတော့မှတော်တော်မလွယ်တဲ့ကိစ္စပေါ့နော်အဲ့လိုမျိုးဟုတ်ပါတယ်ညီလေးတို့ကဘယ်လိုလဲဆိုတော့ဒီမှာဘယ်လောက်ပဲဟိုဘယ်လိုပြောရမလဲနာမည်ပဲရှိပေါ့လေနော်အတန်းတစ်ခုပဲရောက်တယ်ဒါပေမဲ့ညီလေးတို့မူထိုင်းသွားမယ်ဆိုရင်လက်ဝဲကိုရိုးကအစခဲ့တဲ့ဘဝလိုပဲညီလေးတို့အဲ့မပေးရမှာဘာဖြစ်လဲဆိုတော့အဲ့ရနေစနစ်တွေကိုညီလေးတို့တိလို့တက်လို့တဲ့အတွက်ဒီကဟိုပြောတက်ထားတဲ့ဟာတွေကိုခဏမိထားမှာပေါ့နော်
ဟုတ်ကဲ့ အဲ့ရပညာတွေကိုညီတို့ကယူရမယ်ဆိုတော့ကြတော့အများကြီးကိုယ့်အတွက်ကဟိုအစအပြန်အစသလိုပေါ့လေနော်ကျွန်တော်မွေးထိုင်းကိုအဲ့လိုမျိုးမှပဲအဲ့လိုစိတ်နဲ့မှပဲအဆင်ပြေနိုင်မှာဘာဖြစ်လို့ဆိုတော့ကိုကမထုလေဒီမှာကိုကပထမတန်းချန်ပီယံဆိုပြီးတော့ညီလေးတို့မှာအဲ့လိုမျိုးစိတ်မျိုးခဏတော့ဖြောက်ထားမှာပေါ့လေအဲ့ဒါမှပဲဒီဘက်ကပညာကိုညီလေးတို့ကအကုန်လုံးယူလို့ရမှာပေါ့အဲ့ဒါအဲ့လိုမျိုးလုပ်ဖို့အတွက်ကိုညီလေးတို့ကခုကနေကညီလေးတို့ကစိတ်ကိုခဏပြင်ဆင်ထားတယ်ဟိုဘက်ကနေစနစ်တွေအများကြီးကိုမှတက်ကြွလာအောင်လုပ်ဖို့လေဟုတ် ဆိုတော့ကျွန်တော်ဘာလို့ MMA မေးလဲဆိုပုံမှန်ဆိုအခုကျွန်တော်မြန်မာပြည်ကသွားတဲ့ fighter တွေကတချို့ဆိုရင်လည်းနည်းနည်းအသက်ကနည်းနည်းလေးကြီးွားပြီးအဲ့လိုမျိုးတွေ ကြီးတယ်ဗျာဟုတ် အဲ့လိုမျိုးတွေဆိုတော့မလွယ်ဘူးဘောင်းကူးဖို့လည်းမလွယ်ဘူးနော်ဆိုတော့ဒါပေမဲ့ဒီကlike ဟို fight IQ လဲကျွန်တော်တို့ကြည်လေ့လာတဲ့တလောက်ကကျွန်တော်တို့အားရတယ်ပြီးတော့ဟိုကျွန်တော်တို့ကစပရိသတ်အများကြီးလဲကျွန်တော်တို့အများကြီးမျှော်လင့်ကြတယ်ဒီစိတ်သက်ပိုင်းခုနပြောသလိုပေါ့လေထိုင်းမှာသွားရင်ကိုတတ်ထားတာတွေကိုအကုန်လုံးချားခဲ့ပြီးတော့မှဟိုမေ့ထားတယ်အသိကနဲ့ပြန်စားမယ်ဆိုတော့အဲ့လိုမျိုးဒီစိတ်တက်နဲ့ကိုယ့်ရဲ့ပြင်ဆင်ထားတဲ့ဒီဘယ်လိုခေါ်မလဲစိတ်နေသဘောထားအခြေအနေကမှန်ကန်တဲ့နေရာမှာရောက်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒါကလည်းစိတ်တက်ကလည်းအရန်ကြီးတာပေါ့ဆိုတော့အဲ့လိုမျိုးမှလည်းအစ်စ်ကိုဟိုပြန်ပြီးတော့မှဘယ်လိုခေါ်မလဲပညာအစ်စ်ကိုယူတဲ့အခါမှာကိုစီမှာဟုတ်တယ်ကိုစီမှာရအောင်မဟုတ်ဒီပညာအသစ်တွေရတဲ့ခါမှပဲကိုစီကပညာနဲ့ပြန်ပေါင်းပြီးတော့မှဒီပြိုင်ပွဲကိုချင်းခဲ့လာအဆင်ပြေရပါလေနော်ကိုစီကပညာတော့ကိုငင်မွေးချမ်းမောက်ကနေကစားနေရပါလေဟိုငင်မွေးချမ်းမောက်ကစားကိုပညာကိုဟိုဘယ်လိုပြောမလဲဆိုတော့ဟိုမေးလုံးဝမေးခိုင်းတယ်လည်းမဟုတ်ဘူးပေါ့လေကိုပညာပြည့်သွားပြီကိုပညာရသွားတဲ့အခါမှာဒီမှာခဏထားပြီးတော့ဒီဘက်ကကိုတည်တည်တက်ထောက်တဲ့ကျွန်တော်ဒီမွေထိုင်းပညာပေါ့လေအဲ့မွေထိုင်းပညာကိုညီလေးတို့ကယူရမယ်ယူပြီးတဲ့အခါမှာနှစ်ခုပေါင်းဆက်ပြီးမှကစားတာညီလေးတို့အတွက်ကပို့ပြီးတော့ဟိုရေရှည်တည်တက်နေပြောအောင်ပေါ့လေနော်ဟုတ်တယ် yeah ဟိုကျွန်တော်တို့မြန်မာပြည်သားတွေ fighter တွေကလည်းဟိုကျွန်တော်တို့ fight IQ ဘိုင်းစဉ်းစားတဲ့ပုံပိုင်းကဟိုအားနေကြတာများတယ်ပေါ့နော်ဆိုတော့ခုနောက်ပိုင်းရများတယ်ဟုတ်ဟိုခုနောက်ပိုင်းတော့တိုးတက်လာပြီပြောရတယ်အများကြီးတိုးတက်လာတွေ့ရတယ်ဟုတ်တယ်တိုးတက်လာပါတယ်ဟုတ်တယ်ဆိုတော့အခုဟိုညီလေးနဲ့ကျွန်တော်တို့အခုပြောတဲ့အခါမှာအစွမ်းနာကလည်းကျွန်တော်တို့နည်းနည်းပါးပါးပြောတယ်အခုလည်းနည်းနည်းထပ်ပြီးပြောတော့ကျွန်တော်တို့လည်းပို့ပြီးတော့ဟိုဘယ်လိုပြောမလဲမြောက်ပြောတာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့စကားမပြောခင်ကထက်ပြောပြီးတော့မှပို့ပြီးတော့မှလေးစားတယ်ကျွန်တော်တို့ပို့ပြီးတော့မှဟိုအားလေးရတယ်ပို့ပြီးမှလည်းလေးစားတယ်ပေါ့နော်ဟုတ်ဆိုတော့ဒီဟိုကျွန်တော်မြန်မာပြည်သားအားလုံးလည်းဟိုစောင့်မျှော်ပြီးတော့မှအားပေးနေကြမှာတည်ကြတယ်ပေါ့လေဟုတ်ကဲ့ဟုတ်တယ်ဆိုတော့နောက်တစ်ခုရှိတာကဒီဟိုပြောရရင်တော့ဗျာအခု1ဆိုလို့ရှိရင်လည်းအများသောအားဖြင့်ထိုင်းကပွဲတွေဆိုရင်ဒီထိုင်းရဲ့တိုင်တွေပေါ့နော်ပြီးခဲ့တဲ့ပွဲတုန်းကဆိုရင်လည်းဟိုညီလေးလေးချက်3ထားမယ်တိမယ်ထိုင်းကသူတို့လူတွေဆိုရင်ဗျာတိုင်တွေကနည်းနည်းလေးပို့ပြီးတော့တရေတော့ဖြစ်ဟုတ်တယ်တိုင်ပေးတဲ့ဟာဟုတ်တယ်ဟုတ်ကဲ့1ကဒီတိုင်တွေက1ကရွေးတာမဟုတ်ဘဲနဲ့ထိုင်းအားကစားဖွဲ့ချုပ်ကရွေးထားတဲ့တိုင်တွေကိုဆိုထိုင်းမှာကစားလို့ရှိရင်အမေရိကန်မှာလာသူတို့လာကစားမယ်ဥမာစက်တင်ဘာမှာဒီကော်လိုရာဒိုဒန်ဗာမှာကစားမယ်ဆိုတော့ဒီကော်လိုရာဒိုပြည်နယ်ရဲ့ရွေးထားတဲ့ဒီအားကစားဌာနကတိုင်တွေကဟိုအမှတ်ပေးတာပေါ့အဲ့လိုမျိုးအနေထားတွေဖြစ်တော့ဒီဟိုညီလေးအနေနဲ့အဲ့ဒါတွေရောဘယ်လိုမျိုးမြင်လဲကိုယ့်ဘက်ကရောဘယ်လိုတွေအဲ့လိုမျိုးတွေကိုပြောချင်တာကိုကြော်လွှားရမယ့်ဒီအတိုင်းတာစူးစမ်းရမယ့်ဟာကထိုင်းနေချက်ကိုက2ဆလောက်စူးစမ်းနိုင်မှသူတို့ကြော်နိုင်မယ်ပြောချင်တာပေါ့ကြော်နိုင်မယ်ဟုတ်တယ်ခင်ဗျအဲ့အတွက်ကိုဘာလဲဆိုတော့ညီတို့ဒီရိုးရသားသမားတွေတော်တော်များများဖိုက်တာများတယ်ဖိုင်တာများတော့ကျွန်တော်မွေထိုင်းမှာကစားမယ်ဆိုရင်တေချာပေါင်းတစ်ခုကအမှတ်ပေးတဲ့နီးစနစ်ကိုယူရမယ်ဗျာနော်ကျွန်တော်အမှတ်ယူတဲ့နီးစနစ်ပေါ့လေအမှတ်ယူတဲ့နီးစနစ်ဆိုတာဟိုကျွန်တော်ညီလေးတို့ကဟိုဘယ်လိုဖြစ်လဲဆိုတော့ယူရမှာဟိုအလဲထိုးဖို့ပဲစဉ်းစားတာများတယ်ဟိုဘယ်လိုအလဲထိုးနိုင်မလဲပေါ့လေအမှတ်နဲ့ယူဖို့ကဒီမွေထိုင်းမှာကျတော့အလဲထိုးလဲရတယ်အမှတ်ယူပြီးတော့လည်းနိုင်လို့လဲရတယ်နှစ်မျိုးပေါ့လေကိုယ့်ဘက်ကအဲ့လိုနှစ်မျိုးလုံးကိုတက်ကြွထားရင်တော့ဒီအမှတ်ပေးပွဲဆိုလဲညီလေးတို့ကအမှတ်ယူတတ်ရင်တော့အဆင်ပြေတယ်ဟိုအလဲထိုးနိုင်တဲ့စွမ်းရည်ရှိလို့အလဲထိုးမဲ့ဆိုရင်လည်းညီလေးတို့ကအဆင်ပြေရပါလေဟိုရိုးရမှာအခုညီလေးတို့ရိုးရကစားသမားတွေတော်များများအဲ့လိုအမှတ်ပေးပွဲမှာကျတော့အားနည်းတယ်ပေါ့နော်ဟိုပြီးတော့ကိုယ့်နိုင်ငံရဲ့ဘယ်လိုပြောမလဲဖြစ်တည်မှုလည်းပါတာပေါ့လေဟိုညီလေးတို့ကကျတော့အဲ့လိုအမှတ်နဲ့
ရှောင်ထွက်သွားရေးဆိုရင်ပြိတ္တကအဲ့လောက်ထိတိတ်ပြီးတော့မဆွဲလန်းဘူးလေနော်ဒီလေးဟိုခုနပြောသလိုပေါ့ဒီလိုနယ်ဘက်ဒီမှာတကယ်ချရပြီဆိုရင်3 မိနစ်ပြည့်သွားမှမသိရဘူးဒီလေးတို့ကစားရတဲ့ဟာပေါ့လေဒီအာယုံထားတဲ့စိတ်ကပေါ့လေနော်ဒီလေးတို့စီမှာ5 ကြီးဆို5 ကြီးမပြည့်မချင်းနန်းဆိုတော့ထိုးနေရမယ်လက်သီးကအဲ့လိုထိုးနေရမယ့်အချိန်မှာအဲ့ဒါမှပဲပြိတ္တကစိတ်ဝင်စားပြီးတော့အားပေးကြမှာဆိုတော့လေပညာနဲ့ထိုးတဲ့အချိန်ဆိုတာနည်းပါတယ်နော်အဲ့လိုမျိုးတော့ရှိတာပေါ့အဲ့ဒါကြောင့်မို့ကိုကပြပမှာကစားမယ်ဆိုရင်2 မျိုးလုံးတက်ထားတော့ကိုအတွက်ကပို့ပြီးတော့စင်ပြေတာပေါ့လေနော်ဟုတ်ကဲ့ဥမာဒီအမှတ်ယူတက်တာတွေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့မေဝဲတာနာမည်ကြီးနေတဲ့မေဝဲတာဟုတ်တယ်ရှုံးပွဲမရှိရ तू ကမရှိရပညာတစ်ခုပေါ့လေ तू အမှတ်ကိုပဲယူပညာတစ်ခုပေါ့ဟုတ်တယ်ကိုအလဲမထိုးမခံရအောင်ရှောင်ပြီးတော့အမှတ်ပဲယူရတာဆိုတော့ဒါလည်းဘယ်လိုခေါ်မလဲပညာတစ်ခုပေါ့နော်ကိုနိုင်ဖို့အတွက်ဆိုတော့ပညာတစ်ခုယူတယ်ဟုတ်ဆိုတော့အခုဒီမှာကျွန်တော်ပြိသက်ထည့်ရတဲ့ comment လုပ်ထားတာပေါ့နော်အဲ့ဒီ norma 4တဲ့ तू ကညီလေးပုံစံနဲ့တဲ့sunshine club မှာလိုအပ်ချက်တွေပြန်တင်ယူပြီးတော့မှပို့အဆင်ပြေမယ်တဲ့ sunshine ကပို့ပြီးပညာစုံမယ်ထင်တယ်ပြန်တော့ဆော့ဟုတ်အဲ့ပေါ်မှာဟုတ်တယ်ခင်ဗျခုနဟုတ်တယ်ခုနညီလေးပြောဖို့နည်းနည်းမေ့သွားတော့ခုဆန်ဆိုင်လည်းသူကလပ်တစ်ခုထောင်ထားတယ်တွေ့တယ်ဗျဘန်ကောက်မှာလေအရင်တော့ကတော့YAAK YKKAO ဆိုတော့မသိဘူးလေအဲ့ကလပ်ကနေပြီးတော့ခုဆန်ဆန်ဆိုင်ကတော့ဒီကလပ်တစ်ခုထောင်ထားတယ်ပေါ့အဲ့ကလပ်မှာတော့ကိုဘက်ကတော့အချိန်နေကောင်းရင်ကောင်းတယ်လို့ညီလေးဘက်ကတော့ပြင်ဆင်ဖို့ကတော့အများကြီးတင်ယူဖို့ကတော့ရှိပါတယ်ဟုတ်ကဲ့ဆိုတော့ပြီးတော့ဒီကျွန်တော်တို့1ကကြတော့လဲကစားကြီးထိုးကြီးတွေဆိုရင်လည်းပို့ပြီးတော့မှများတယ်ပေါ့ကိုစူးစမ်းရင်စူးစမ်းသလိုပို့ပြီးတော့မှစုပြောမလားကိုစူးစမ်းတဲ့အပေါ်မှာသူတို့အတိမတ်ပြုတဲ့ဟာကပို့ပြီးထိုက်တဲ့နံရရှိတယ်ဗောလေနော်ကစားသမားဟုတ်ထိုက်တဲ့နံသူတို့ကလည်းစီပြန်ပေးပါတယ်ဟုတ်ကဲ့ဆိုတော့တကယ်လို့ထိုင်းမှာကစားပြီးရင်ဆိုပါစို့ဗျာထိုင်းမှာဘယ်နှစ်လောက်ထိုင်းမှာဖြစ်ဘယ်မှာပဲဖြစ်ပေါ့လေ1 championship မှာဘယ်လောက်ဘယ်နှစ်လောက်ကစားဖို့စီကူအစီအစဉ်ရှိလဲညီလေးကတော့ဒီငယ်ကလေးကဗောလေနော်ဒီအားကစားကို29 28တီကိုအကောင်းဆုံးလုပ်မယ်ဗောလေညောအဲ့လိုမျိုးစဉ်းစားထားတယ်အဲ့29 28အတွင်းကိုဘယ်ထိရောက်နိုင်မလဲဗောအခုအရင်တော့ညီလေးတို့ကဘယ်လိုပြောမလဲဆိုတော့တသက်မှနဲ့တွေးထားတာဒီမြန်မာပြည်ချန်ပီယံဖြစ်အောင်လုပ်မယ်မြန်မာပြည်ချန်ပီယံဖြစ်ပြီးတော့နားသွားရရှိတယ်ပေါ့အခုအခြေအနေပိုင်းခြားမှာတော့ညီလေးတို့ကမြန်မာပြည်ချန်ပီယံဖြစ်သွားခဲ့ရင်လေထပ်ပြီးတော့ရှေ့ဆက်နေဦးမှာအသက်29မပြေမချင်း28မပြေမချင်းကိုညီလေးတို့ကဆက်ပြီးတော့ညီလေးကတော့သွားနေမယ်ပေါ့လေနော်ကိုဘေးတိုင်းထာတိရောက်မလဲ28 29တီပေါ့ဒီလိုဒီခဏလောက်နဲ့ဒီအသက်အရွယ်ပြောရမယ်ဆို25လောက်နဲ့ကျွန်တော်လိုချင်တာကြီးများသွားရင်တော့ရသွားရင်တော့မှထပ်ပြီးတော့မရက်တန့်ကျင်သေးဘူးအားကစားဆိုတော့ကျွန်တော်လုံနိုင်သေးလှုပ်ရှင်သေးရပါလေကျွန်တော်ဒီနားသွားရင်ခါဆိုတော့မှလုံးဝမထိုးရင်တော့မှသိကြတဲ့ဒီလေးအနေနဲ့ကဒီနိုင်ငံမှာပဲကလပ်တစ်ခုဖွင့်ပြမယ်ဗျာကျွန်တော်တို့ဒီကလေးတွေကိုအကောင်းဆုံးပေါ့လေဒီလေးအခုတင်ယူတိုက်မြောက်မဲ့နီးစနစ်တွေနဲ့ကစားသမားတွေအတွက်ကိုကစားတဲ့နီးစနစ်တွေကိုကျွန်တော်ဒီနိုင်ငံမှာကလေးတွေတကယ်ဝါသနာပါတဲ့ကလေးတွေကိုကျွန်တော်မျှဝေပေးဖို့အများနဲ့စဉ်းစားထားတယ်ဗျ။ကျွန်တော်လည်းအဲ့ဒါမေးမလို့ပဲဆိုတော့ပြီးသွားလို့ရှိဘလို့ဆိုကြည့်ရတာဟုတ်တယ်club လဲကိုယ်တိုင်လဲကိုယ်တိုင်လဲလောက်ထားတယ်ပေါ့နော်ဆိုတော့အခုဒီကဲလို့ဒီ time မှာထိုးမယ်ထိုးပြီးတော့အတိုင်းတာတစ်ခုဒီထိုးပြီးွားလို့ရှိရင်ဟုတ်ကိုဒီနိုင်ငံမှာပဲကျွန်တော်ကလပ်ဖွင့်မယ်နောက်တစ်ခုကလေးတွေတကယ်ဝါသနာပါတဲ့ကလေးတွေအတွက်ကိုတက်နိုင်သလားပေါ့လေနော်ပွဲတွေမတရားကြီးစီစဉ်မပေးရင်တော့မှစီစဉ်မပေးနိုင်တော့မှဒီကလေးတွေဘယ်ပွဲသွားထိုးရင်ဘယ်လိုဘေးသူနဲ့သွားတယ်ဘယ်လိုဆိုတော့ကျွန်တော်အဲ့လိုလမ်းညွှန်ပေးခြင်းတယ်ပေါ့လေနော်ကိုယ်လေးဖြစ်တော့လိုမျိုးမဖြစ်အောင်လို့ပဲလေညီလေးတို့ဆိုရင်လည်းနိုင်ငံကတော့အဲ့လိုပဲဘယ်လိုရမခက်ခဲတယ်လို့တော့မဟုတ်ဘူးလေနော်ဒီပွဲထိုးခြင်းနဲ့ဆိုရင်အောက်ခြေကနေသွားတာများတာပေါ့လေအောက်ခြေမှာ3ပွဲလောက်ထိုးဘူးမှ4ပွဲလောက်ပြီးမှပြိသက်ပွဲလုံးတဲ့လူကြိုက်မှအကြီးတန်းကိုတက်လို့ရတယ်လို့မျိုးလေနော်ဒီကလေးတွေအတွက်ကြတော့နောက်ဆိုရင်အဲ့လိုမျိုးတွေဒိုးစရာမလိုပဲနဲ့
တန်းပြီးတော့လေအဲ့လိုဖြစ်စေချင်တာလူတက်တာပေါ့ကွာနော်ပွဲနေတော့ရလူတက်တာပွဲများတော့ကြတော့ခုမှညီလေးတို့ဆို94 90ကျော်မှသာဘယ်လိုပြောရမလဲအခုဒီနိုင်ငံရဲ့ဖြစ်တည်မှုလဲဆိုရင်လူသိနည်းနည်းလေးသိလာတာပြောအောင်ပေါ့နော်ပွဲ90လောက်မှပဲလူသိတာပေါ့နော်အဲ့လို ကျွန်တော်တို့ဒီတခြားနိုင်ငံတွေပေါ့လေထိုင်းရောပြီးတော့အထူးသဖြင့်အမေရိကန်တွေတခြားနိုင်ငံပွဲတွေကခုညီလေးဆို90ကျော်ဆိုကျွန်တော်တို့တော့မှစကြ90ကျော်ဆိုဟာသူအသက်အရွယ်နဲ့90ကျော်ဘယ်လိုလဲပေါ့နော်အဲ့လိုမျိုးဟုတ်တယ်သူ့လူကတချို့လူတွေကမသိဘူးကျွန်တော်တို့ဆိုမသိဟုတ်တယ်ပွဲထိုးတာတော်တော်ပင်ပန်းတယ်ကျွန်တော်တို့သွားပြီးတော့တပွဲအဲ့လိုဒါတကယ်ပွဲထိုးတာတော့မှမဟုတ်ဘူးပေါ့ကျွန်တော်တို့ဘယ်လိုကောမလဲဂျင်မှာအပျော်ကစားတာတော့မှ sparring လုပ်တယ်အဲ့လိုမျိုးလုပ်တယ်ဆို like နှစ်ချီဆိုတော်တော်မောနေပြီနှစ်ချီဆိုတော်တော်မောဟုတ်တချို့ကလည်းအဲ့လိုပွဲဟုတ်တယ်ကိုပွဲ90ကျော်တို့တော့မယုံနိုင်ရှိတယ်ဗောလေမယုံနိုင်ရှိတယ်ဆိုတော့အဲ့လိုစိတ်မစိုးပါဘူးဘာလို့လဲညီလေးတို့ကငငယ်ကဆိုညီလေးတို့ကအခုပွဲ9ရက်ရှိရယ်ပွဲ9ရက်ဗောလေကရင်ပြည်နယ်မှာဆိုရင်ပြည်နယ်ပွဲဆိုတာ9ရက်ရှိရယ်အဲ့9ရက်ကိုညီလေးက3ပွဲထိုးတယ်ဒီနေ့ထိုးတယ်မနေ့ဖြန်နားတယ်နောက်နေ့ပြန်ထိုးတယ်တရက်နားတရက်ပြန်ထိုးတယ်အဲ့လိုမျိုးရောတကြံဆိုရင်လည်းကရင်ပြည်နယ်မှာပွဲအများဆုံးမလုပ်တာညီလေးတို့ဒီနိုင်ငံမှာဆိုကရင်ပြည်နယ်ပွဲအများဆုံးပဲလုပ်တယ်အဲ့လိုပွဲအများဆုံးလုပ်တဲ့အခါကျတော့ညီတို့ကတပတ်ချလေထိုးတယ်တခါဆိုတလားလေးနဲ့2ပွဲ3ပွဲဖြစ်သွားအဲ့လိုလာအညီလေးဆိုရင်အရင်တော့2018ဆိုရင်တစ်နှစ်ပတ်လုံးစာချုပ်ရှိပြီးသားအဲ့လို12လလုံးမှာညီလေးစာချုပ်ရှိတယ်အဲ့လိုတစ်နှစ်ပတ်လုံးပေါ့လေတချို့ပွဲဆိုရင်ညီလေးကမထိုးရသေးဘူးထိုးရောဆိုင်အောင်ညီလေးထဲမှာရောက်နေအဲ့လိုမျိုးချုပ်တာများတယ်ကျွန်တော်ကရင်နှစ်တကူရှိတယ်ကရင်ပြည်နယ်ပွဲရှိတယ်တခြားအရင်တော့ဘယ်လိုပြောမလဲကရင်ပြည်နယ်ဘက်တွေမှာမီးပုံပွဲတွေပါတယ်ပေါ့သူတို့ရဲ့ဒေသပုံစံတွေပေါ့လေနော်အဲ့လိုအထိမ့်မှတ်ပွဲတွေမှာဆိုညီလေးတို့များတော့ဗောလေထိုးရတယ်များတယ်အဲ့လိုကြောင့်မို့ကြတော့ပြီးတော့ရန်ကုန်မန်းလေးဆိုတာလေပွဲလုပ်တဲ့လူတွေများတော့ဗောလေအဲ့လိုတချို့ဆိုရင်ရွှေခပတ်ပွဲတွေပါတယ်မှာဆိုရင်ခုတော့မတွေ့ရတော့ဘူးအရင်တော့ဆိုရင်တွေ့ရတယ်ဗောလေတလားတဲ့2ပွဲထိုးရင်ထိုးရတယ်တလားချအဲ့လိုမျိုးပွဲတွေအများတော့ခုညီလေးဆိုရင်ဒီ10နှစ်ထဲကြော်လာပြီဆိုတော့တနေ့ဆိုရင်ဟိုဟာနဲ့ပဲတွက်ကြည့်ဗောတနေ့ကို10ပွဲလောက်နေဆိုတွက်ကြည့်ရင်ပွဲ100လောက်အဲ့လိုမျိုးဖြစ်နေဗောဆိုတော့ကျွန်တော်ခုနပြောလို့ sparring လုပ်ရင်တော့မှနှစ်ချီလောက်ထိုးမှမနေ့ရထားတယ်လေဒီလက်တွေကြိုက်တယ်ဒီနာအဲ့လိုမျိုးပေါ့နော်ကြိုက်တယ်ဟုတ်တယ်အဲ့ဒီ recover လုပ်တဲ့ဟာတွေရောဘယ်လိုမျိုးလုပ်လဲပြီးတော့ခုနပြောသလိုဒါထိုးပွဲတွေတစ်ပတ်မှာတစ်ပွဲနှစ်ပွဲသုံးပွဲထိုးအဲ့လိုမျိုးဆိုရင်လည်းတကယ်ဆိုကိုယ်ခန္ဓာတော်တော် body နာတယ်ပေါ့နော်ဆိုတော့နားဟုတ် recovery ဘိုင်းရောဘယ်လိုမျိုးတွေလုပ်လဲပြီးတော့အဲ့ဒါလေးတစ်ချက်ပြောပါညီလေးတို့ကကျတော့မြန်မာဆိုတော့မြန်မာနီးနဲ့ပဲလောက်ရတာပေါ့လေဘယ်လိုပြောမလဲစေးချက်ထုတ်တွေပါတယ်ပေါ့လေအရွက်တွေတီးဘယ်လိုပြောမလဲစေးရွက်တွေပေါ့အဲ့လိုရွက်တွေကိုပွဲပြီးသွားရခင်ဗျာဒီပိုင်းနဲ့ချက်ထုတ်တွေပါထိုးတယ်ဘာညာပေါ့အခုနောက်ပိုင်းမှာရေခဲစိတ်နာတွေပါညီလေးတို့ကတိလာခဲ့တာအရင်တော့ပွဲပြီးတော့ပဲရေခဲလောက်ပဲကတ်ပြီးသွားရင်10မိနစ်15မိနစ်လောက်ပဲကတ်ပြီးသွားရင်ညီလေးတို့ကပြီးသွားပြီပဲထင်တာတကယ်တမ်းပွဲပြီးသွားရင်တနားရီလောက်ကိုရေခဲကတ်ထားတာကိုယ့်အတွက်တော်တော်အဆင်ပြေနောက်ကျတော့စေးဝါပေါ့လေနိုင်ငံခြားအခုညီလေးတို့ဆိုရင်ဆန်ချိုင်းတို့ဘိုခေါင်တို့ဆိုရင်အသက်40 45အထိကစားလို့ရတယ်ဆိုတာတိုင်းပြည်တိုးတက်မှုတွေကကျတော့သူတို့စီမှာကျတော့အကုန်ကောင်းတယ်ပေါ့လေနော်ကျွန်တော်စေးပညာတွေပါတယ်ဆိုတော့လေညီလေးတို့စီမှာကျတော့အဲ့လိုမြန်မာနီးမြန်မာဟန်နေဆိုတော့ကျတော့ဒဏ်ရာဖြေသွားတာများတော့တချို့သားသမားတွေဆိုရင်မျိုးလုံးကွယ်သွားတာရှိတယ်လက်တွေပါတယ်အစစ်တွေပါတယ်ကြုံပြီးတော့ချက်မထိုးနိုင်တော့တာအများကြီးပဲညီလေးတို့လည်းအများကြီးတွေ့ကြုံလာခဲ့ရပါဘောဒီလောကမှာအဲ့လိုအများကြီးပေါ့ဆိုတော့အဲ့ဒီ recovery ဘိုင်းကဆိုတချို့ဆိုရင်ဒီတကူလုံးကိုရေခဲတဲ့စိန်ထားတာလေကောင်းလေးပဲစိန်ထားတယ်ဟုတ်4-5မိနစ်အဲ့လိုစိန်တော့ဟုတ်တယ်4-5မိနစ်ဟုတ်စသားတွေခုနာကျင်တာနာကျင်တာဟုတ်တက်တာပေါ့နော်အဲ့လိုမျိုးတွေနဲ့သူတို့ဟုတ်တယ်နောက်ပိုင်းဆိုလောက်ကြတာတွေကျွန်တော်တွေ့ရတယ်ဒီ US ကစားသမားတွေပါတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီweight ပိုင်းနဲ့ပတ်သက်လို့အခုထိုင်းမှာထိုးလို့ရှိရင်အခုနညီလေးပြောတော့ weight က90ဝန်းကျင်ဟုတ်တယ်90ပေါ့90ဝန်းကျင်လောက်နေတော့မယ်နောက်တစ်ခုတကယ်ဆိုရင်ထပ်ချလို့ရရင်တော့ညီလေးတို့ကချနေသေးရပေါ့လေဘာလို့လဲဆိုတော့ဒီခုဒီစနစ်အတိုင်းနဲ့ဆိုရင်တော့ညီလေးတို့က90ကိုတော်တော်ကစားတာweight ချတာပင်မနဲ့ပြောအောင်ပေါ့လေနော်
အဲ့လိုမျိုးအကြီးကနေပြီးတော့အောက်ပြန်ချတာကိုညီလေးတို့အကြီးကနေအောက်ပြန်ချတဲ့အတွက်ကြောင့်မို့ဝိတ်ကိုပြန်ပြီးတော့ဟိုပြရတယ်နောက်တစ်ခုကထိုင်းမှာဆိုရင်တကယ်တမ်းညီလေးတို့ဝိတ်ဆိုရင်တကယ်ဆိုရင်65 69လောက်ကအကောင်းဆုံးပဲပေါ့လေဒီ80တောင်မှများသေးတယ်65 69လောက်မှညီလေးတို့ကဝိတ်တန်းနဲ့အရက်နဲ့ပေါ့ညီလေးကတော့အရက်ပူတဲ့ထဲမှာပါတယ်ကစားသမားတွေမှာလေအဲ့အတွက်ကြောင့်မို့ညီလေးဝိတ်တန်းနဲ့ဆိုတော့ဘာဖြစ်လို့ဆိုတော့အရင်တော့ညီလေးရှိတာမှ63လောက်ပဲရှိတယ်63လောက်ပဲရှိတော့ညီလေးတို့ဒီမြန်မာနိုင်ငံရဲ့ပုံစံကကြတော့အကြီးတန်းဆိုရင်ကီလိုကြီးမှပဲရောက်တာဟုတ်အဲ့လိုကီလိုကြီးမှပဲရောက်တဲ့အတွက်ညီတို့ကကီလိုတင်လိုက်တဲ့အချိန်မှာညီလေးကဒီ80 83အဲ့လိုမျိုးတစ်နေ့နဲ့တစ်နေ့ကြီးလာဘူး2ကီလို3ကီလိုတစ်နေ့တစ်နေ့ကို2ကီလို3ကီလိုတက်လာတဲ့အတွက်အဲ့ဒါကြောင့်မို့ပြန်ချတော့ကြတော့ညီလေးတို့ကနည်းနည်းခက်ခဲတယ်ပေါ့ပြန်တင်လိုက်ပြန်ချလိုက်ပြန်တင်လိုက်ပြန်ချလိုက်ဆိုလူကစားမတရားကြီးစားပြီးသွားတဲ့ခင်မှာမတရားပြန်ပြီးတော့ရှော့ရတဲ့အတွက်ကြောင့်မို့လူကပင်မနေပေါ့လေကစားရတာဒီကီလိုတိုင်းတသက်မှတ်ထဲတော့မရှိဘူးပေါ့လေဟုတ်အစားတောက်တွေရောဘာတွေစားတောက်ပြီးရှောင်းတာတွေဘာတွေရှိလားအစောစီကျော်တွေအေးတွေကျွန်တော်ဒီ gas bar တွေညီလေးတို့ပွဲနားနေတော့တော်တော်ရှောင်ပြတယ်ပေါ့ပွဲဝေးတဲ့ခါဆိုတခါတလေတော့ညီလေးတို့ကကျွန်တော်ဘယ်လိုလဲဆိုတော့ကြက်ကြော်တို့ဘာလို့တော့စားမိတာပေါ့လေနော်ပွဲနားနေရင်တော့အကင်ကြက်ကင်တို့ဘာလို့ပဲစားတာများတယ်စီမပါတာစားတာများတယ်ပြီးတော့အတုပ်တွေစားတာများတယ်ဥမာစားရင်ရောအခုဒီ American ဖက်ဒီမှာဆိုရင်တော့သူတို့စားတောက်ကိုအရန်ကိုတွက်ချက်ပြီးတော့မှစားကြတယ်ပေါ့ခုနောက်ပိုင်းနေဆိုတော့ညီလေးတို့စားတောက်ပိုင်းနေဘယ်လိုမျိုးတွေပြင်ဆင်တာရှိလဲဥမာအရန်ထူးကြီးပြင်ဆင်တာရှိလားဒါမှမဟုတ်ဒီခုနပြောသလိုအကင်တို့အစီစိတ်နဲတာအဲ့လိုမျိုးတွေပဲထမင်းလဲဒီမှာဆိုရှောင်းတော်တော်လေးရှော့ပြီးစားကြတယ်ရှော့စားဟုတ်တယ်ထမင်းရှော့စားတာထမင်းလျှော့စားတယ်နောက်တို့အသားများများအသီးပဲများများတရက်တက်ကိုအခုကစားတဲ့အားနဲ့ညီများတဲ့ဟာမျိုးစားရတာပုံများတယ်ပေါ့ဟုတ်တချို့ကကြတော့အဲ့လိုမျိုးလေးနော်နိုင်ငံခြားမှာဘယ်လိုစားရဲဆိုတာနိုင်ငံခြားကစားသမားရကြတော့မတရားကစားပြီးစားတာကိုကကြတော့ဒီမှာမကစားဘဲနဲ့အဲ့လိုမျိုးနိုင်ငံခြားပုံစံမျိုးစားရင်ခန္ဓာကိုယ်ကတော်တော်ကြီးကိုတိတာလာပေါ့လေနော်